အလေးပဲခီးစဉ်တွေကျွန်တော်ထွက်လာခြင်းဖြစ်ပါတယ်6လပိုင်း9ရက်2026ပေါ့ဒါအလေးပဲခီးစဉ်ထွက်တော့အခုကတော့ချက်ချင်းဆောင်ဖြစ်ပါတယ်ချက်ချင်းဆောင်ချက်ထီကိုဖျားနမ်းအခုကျွန်တော်ပြထားတဲ့ရောက်ရှိတဲ့နေရာလေးကတော့ဒါကြာပန်းပေါ့ကြာပန်းနေတဲမှာဒီရေထဲမှာပေါ့ရေထဲမှာဖျားတည်ထားရင်ဖြစ်ပါတယ်ဖြူကတော့အင်မတန်မှမိုက်ပါတယ်ခင်ဗျဘာဖြစ်လို့လဲကျွန်တော်တို့အပေါ်ကနေကြည့်တဲ့အခါမှာလေလေးရဲ့တဖြူဖြူနဲ့ပေါ့ဗျာလေလေးရဲ့တဖြူဖြူနဲ့ဒီကန်းစီရေတွေရောရေလိုင်းတွေရောဟိုဘက်မှာကြည့်လိုက်ရင်ဖြူကတားလာဒီဘက်မှာကြည့်လိုက်ရင်လောက်တယ်ဒါအခုဒီမှာဆိုရင်ပြဒါဂျက်တီကိုဖျားကြီးဖူးမျိုးဖို့အတွက်ကျွန်တော်ကနေပြီးတော့ဒါရက်ကူချင်းဖြစ်ပါတယ်အဲ့ရနေပြီးတော့ဒီဘက်တက်လာလို့ချင်းဒီအပေါ်မှာဒီရုပ်ထုကြီးပေါ့ရုပ်ထုကြီးအောက်မှာတော့ဒီဒါလိုင်ကူဖြစ်ပါတယ်လိုင်ကူရဲ့နေပြီးတော့ဒါဒီအတွင်းထဲသွားကြည့်တော့အင်မတန်မှအေဂျင့်နဲ့နေရတယ်ချို့ဒီမှာတော့စူတောင်းရတယ်ဗျစူတောင်းပြည့်တယ်လို့လည်းပြောကြပါတယ်ဒီထဲမှာတော့ဒါကတော့ဒါလိုင်ကူဖြစ်ပါတယ်ဒီမှာတော့ဒါစူတောင်းနေကြတဲ့သူတွေရှိပါတယ်ခင်ဗျာဒါကတော့အထဲထဲမှာတော့ဖရားတွေတော်တော်အေးပါတယ်ဗျဒီတကယ်လိုပြောမလဲကြောက်တည်ရလောက်တာဖြစ်ပါတယ်ဒီထဲမှာတော့တော်တော်လေးအေးချမ်းပါတယ်ခင်ဗျာကျွန်တော်ရောက်သွားတဲ့နေ့အချိန်ကြီးကတော့မနက်ခင်းစောပြီးပေါ့7နာရီလောက်9နာရီလောက်ပေါ့ကျွန်တော်ဒါရောက်သွားရင်ဖြစ်ပါတယ်ရနေပြီးတော့ဒါကျွန်တော်ဖြူဖြူလေးဒါဖန်တီးဖြစ်ပါအဲ့နေပြီးတော့လိုင်ဝဲနေပြန်ရိုက်ထွေးပြန်လိုက်တော့ဒါလေကောင်မတိတိနဲ့နေတာဝဲတဲ့အနေထားလေးဖြစ်ပါတယ်ဒါစီးတက်တာပါလေဒီဘက်မှာအဲ့ရနေပြီးတော့ပြန်လာပြီဆိုတော့ကျွန်တော်ဒါရုပ်ထုတွေတွေ့ရဖြစ်ပါတယ်ဒါအခုကတော့ဂျပန်ဖျားကိုသွားနေတဲ့လမ်းမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရိုက်ပြီးဖြစ်ပါတယ်ဒါကတော့ဂျပန်ဖျားမရောက်ခင်ပေါ့ဒီကြီးဘောဝကြာနေတော့အလှဒါကတော့ဒီရုပ်ထုတွေနဲ့ဒီဝဝွန်တွေရောစုံစီနေရမှာဒီနေရာလေးကတော့ဒါအင်မတန်မှအလှပတဲ့နေရာလေးပါဒီနေရာတော့ဂျပန်ဖျားဒီချမ်းမှာနားတဲ့အနေထားတော့နားပြီးတက်ဖို့ရကြဒါတော့ဂျပန်ဖျားရောက်ပါပြီဂျပန်ဖျားရောက်ရင်နှကောင်နေပေါ့ဖြူကတော့ဒီတန်းရှယ်ပါလေဗျာဖြူကတော့တော်တော်လေးကိုမိုက်ပါတယ်ကျွန်တော်တော့ဒါအနေချင်းနဲ့ရိုက်လာခြင်းဖြစ်ပါတယ်ဒါဒီအများကြီးပါပဲဒါသွားတဲ့နေရာလေးတော့ဒီနေရာတော်တော်လေးကိုကျယ်ပါတယ်ဒီနေရာမှာတော့ဒါတော့ချချင်းဆောင်ဖြစ်ပါတယ်ဒါတော့ဒီဂျပန်ဖျားပေါ့ဂျပန်ဖျားဒါတော့ဒီကြီးဘွားနဲ့ကြာလာဒီနေရာလေးတွေလည်းလှတယ်နားတဲ့နေရာတွေလည်းအများကြီးရှိတယ်ဒါတော့ဂျပန်ဖျားပါဂျပန်ဖျားနေပြီးတော့ဒီအပွားနေပြီးတော့ဖြူကတော့မနက်ခင်းပိုင်းဆိုတော့တော်တော်လေးကိုမိုက်ပါတယ်ဖြူကတော့ဒါအလဲပဲသွားရင်လည်းမိရှင်များလည်းခုလိုဗီဒီယိုလေးတွေမှတ်တမ်းလေးတွေကျွန်တော်နောက်ဒီမှာတကယ်လို့ကျွန်တော်ဒါသွားပြရင်လည်းမှတ်တမ်းလေးယူပြီးတော့တင်ပြီးပါအောင်မယ်ဒါမရောက်ဘူးတဲ့လူတွေကတော့ပေါ့ဒါဒီလိုမှတ်တမ်းလေးတွေဒါကြည့်ဖို့အတွက်ကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်အားလုံးပဲဒါဗီဒီယိုလေးကိုကြည့်ရှုပါအောင်ပေါ့ဗျာတန်တူတွေ့လျင်မြတ်တာဝဲမဝဲနိုင်ကပြိုင်တတ်တယ်ပြိုင်မဲ့အစာမြတ်တာပွားစိတ်ထားပြူပြင်းပြောင်းပါ